အမျိုးသားကစိတ်ဝင်စားစရာကောင်းတဲ့အမျိုးသမီးတစ်ယောက်ကိုရှာတွေ့လိုက်ပါတယ်။သူမဟာနွမ်းပါတဲ့အဝတ်စားတွေကိုဝတ်ဆင်ထားပြီးဆိုင်ဝန်ထမ်းတွေမမြင်ကြရမှာချောကလက်တွေကိုခိုးယူနေတာပါ။အဲ့ဒီအချိန်မှာပဲအမျိုးသမီးရဲ့အကြည့်တွေကလှပခမ်းထားတဲ့ညနေခင်းဝတ်စုံတစ်ထည်စီရောက်သွားပါတယ်။သူမကအဲ့ဒီဝတ်စုံကိုအရန်သဘောကျနေပြီးအသေးစိတ်ဒီဇိုင်းတွေကိုတေချာကြည့်ရှုနေပေမဲ့ဝယ်နိုင်ဖို့တတ်နိုင်တဲ့အင်အားမရှိပါဘူး။ရုတ်တရက်အမျိုးသားကသူမရဲ့နောက်ကျောဘက်မှာပေါ်လာပြီးဒီဝတ်စုံကမင်းနဲ့အရန်လိုက်ဖက်တယ်လို့ပြောလိုက်ပါတယ်။ပြီးတော့ဒီဝတ်စုံကိုသူဝယ်ပြီးလက်ဆောင်ပေးနိုင်ကြောင်းကမ်းလှမ်းပါတယ်။ဒါပေမဲ့အမျိုးသမီးကချက်ချင်းညှင်းဆန်လိုက်ပါတယ်။အမျိုးသားကငါဘာတူလဲဆိုတာမင်းသိရင်ညှင်းနိုင်မှာမဟုတ်ဘူးလို့ပြောပြီးအပြင်ဘက်ကသူ့ရဲ့စိန်ခံကားကြီးကိုပြလိုက်ပါတယ်။ဒါပေမဲ့အမျိုးသမီးကစိတ်မပြောင်းပါဘူး။သူမဟာပတ်စံမှတ်တဲ့မိန်းမမျိုးမဟုတ်ကြောင်းပြက်ပြက်တသားပြောပြီးဆိုင်ထဲကထွက်ခွာသွားပါတယ်။ဒီအချက်ကပဲအမျိုးသားရဲ့စိတ်ဝင်စားမှုကိုပိုတိုးလာစေပြီးသူမဘာတူလဲဆိုတာစုံစမ်းဖို့လက်ထောက်ကိုချက်ချင်းအမိန့်ပေးလိုက်ပါတယ်။တစ်ဖက်မှာတော့အမျိုးသမီးဟာရုံးပြန်ရောက်တဲ့အခါမန်နေဂျာရဲ့နှိမ်ချဆက်ဆံခြင်းကိုခံရပါတယ်။မန်နေဂျာကသူမဖန်တီးထားတဲ့ဒီဇိုင်းတွေကိုသူ့နာမည်နဲ့အမြဲခိုးယူလေးရှိပါတယ်။ဒီတစ်ခါတော့အမျိုးသမီးကဆက်ပြီးအရှုံးမပေးတော့ပါဘူး။ဒေါသထွက်နေတဲ့မန်နေဂျာကဖိုင်တွေကိုမျက်နှာစီပစ်ပေါက်ပြီးနင်းဒီဇိုင်းတွေကဘာတန်ဖိုးမှမရှိဘူးလို့စော်ကားပြောဆိုပါတယ်။ဘေးနားကလုပ်ဖော်ကိုင်ဖက်တွေကကူညီခြင်းပေမဲ့မန်နေဂျာကိုကြောက်လို့ဘယ်သူမှမပြောရဲကြပါဘူး။အဲ့ဒီအချိန်မှာပဲလက်ထောက်ကပြေးလာပြီး CEO ကရုံးခန်းထဲခေါ်နေကြောင်းပြောပါတယ်။ရုံးခန်းရောက်တဲ့အခါဟိုအမျိုးသားပါရောက်နေတာကိုမြင်ပြီးအမျိုးသမီးအံ့ဩသွားပါတယ်။ CEO ကဒီအမျိုးသားဟာကုမ္ပဏီရဲ့အရေးပါဆုံးပါတနာဖြစ်ကြောင်းမိတ်ဆက်ပေးပါတယ်။မန်နေဂျာကမျက်နှာလိုမျက်နှာရလုပ်ဖို့ကြိုးစားပေမဲ့အမျိုးသားကတူလာတာဒီမိန်းကလေးအတွက်ဖြစ်ကြောင်းရှင်းရှင်းလင်းလင်းပြောလိုက်ပါတယ်။ပြီးတော့မိန်းကလေးကိုချက်ချင်းတောင်းပန်ဖို့မန်နေဂျာကိုအမိန့်ပေးပါတယ်။မန်နေဂျာကသတိပေးတာကိုလစ်လူရှုပြီးထွက်ပြေးဖို့ကြိုးစားပေမဲ့အမျိုးသားရဲ့လက်ထောက်ကလက်ကိုဆွဲပြီးစက်ပွဲနဲ့ရိုက်ချကဖမ်းချုပ်လိုက်ပါတယ်။မန်နေဂျာကြောက်လန့်တကြားနဲ့အမျိုးသမီးရဲ့ခြေထောက်နာတွားသွားပြီးသူ့ပါသူပြန်ရိုက်ကငိုယိုတောင်းပန်ပါတော့တယ်။အဲ့ဒီနောက် CEO ကအမျိုးသားပေးတဲ့ပတ်စံကိုလက်ခံလိုက်ပြီးဒီအချိန်ကစလို့မင်းကဒီအမျိုးသားရဲ့ကိုယ်ပိုင်လက်ထောက်ဖြစ်သွားပြီလို့အမျိုးသမီးကိုပြောပါတယ်။အမျိုးသမီးကနားမလည်စွာနဲ့ကြည့်နေတော့အမျိုးသားကအခုချိန်ကစပြီးငါစကားနားထောင်ရမယ်ငါတွေ့ချင်တဲ့အချိန်တိုင်းကိုထင်ပြရမယ်လို့အမိန့်ပေးပါတယ်။ဒါပေမဲ့အမျိုးသမီးကသူ့စကားကိုဂရုမစိုက်ပါဘူး။အမျိုးသားကလာတွေ့ဖို့ခေါ်တဲ့အခါ message တွေကိုလစ်လူရှုပြီးအလုပ်ပဲဆက်လုပ်နေပါတယ်။ဒေါသထွက်သွားတဲ့အမျိုးသားကအမျိုးသမီးရဲ့အိမ်ထိဓာတ်ရိုက်လိုက်သွားပါတယ်။မီးမီတာခချိုးချံချွေတာခြင်းလို့မီးမဖွင့်ပဲနေနေတဲ့အမျိုးသမီးကသူ့ကိုတတိမထားမိပါဘူး။စိတ်မရှိတဲ့အမျိုးသားကအတန်ပေးလိုက်မှအိမ်ထဲမှာလူရှိနေမှန်းသိပြီးတကားစီပြေးထွက်ဖို့ကြိုးစားပါတယ်။ဒါပေမဲ့အမျိုးသားကဖမ်းဆွဲထားပြီးဘာလို့ရှောင်နေတာလဲလို့မေးပါတယ်။အမျိုးသမီးကအာကုံတုံးထုတ်ပြီးပလင်းခွက်တစ်ခုကိုကောက်ကအနားမကပ်ဖို့ပြန်လဲချင်းချောက်ပါတော့တယ်။